ခင်းကမြစ်ပြောမှာစင်သေးကောင်ကြီးမျောလာတဲ့အခါကြီးတစ်ကောင်ကအဲ့ဒါမြင်တော့စင်သေးကောင်ပေါ်ပြန်ချလိုက်ပြန်ချပြီးတော့သူဘလို့တွေးဝင်လာတော့ဟာတသက်တာတော့ဖူးလုံပြီမစားကြရလဲရှိနေကြရလဲအကျယ်ကြီးပဲဒီပေါ်မှာနားပြီးတော့အေးအေးဆေးဆေးပဲဘဲမှသွားကြမလို့တော့ဘူးစားရင်ဆင်ကြီးကိုဖောက်စားမယ်နော်စင်သေးကောင်ကြီးကိုဖောက်စားရေငတ်လို့ရှိရင်မြေတောက်လိုက်ဟန်ကြတယ်ဆိုပြီးတော့တအားနဲ့အဲ့ဒီမှာသူသဘောကျပြီကန်းကိုမပြန်တော့ဘူးအဲ့ပေါ်မှာပဲနားနေစင်သားလေးစားလိုက်ရေလေးတောက်လိုက်နားနေလိုက်နဲ့သွားတာတဖြည်းဖြည်းခင်းကမြေရေစည်းတန်တော့မျောသွားလိုက်တာစင်သေးကောင်ကြီးကပဲရောက်တာတော့ဆိုပင်လယ်ထဲရောက်တာအဲ့ဒီပင်လယ်ထဲရောက်တာကိုလည်းသူကမမှုလိုက်သွားဟိုးကမ်းမမြင်လမ်းမမြင်နေရာရောက်သွားတဲ့အခါစင်သေးကြီးကလည်းရက်ချလာတော့ပုတ်လိုင်းနေကပုတ်တော့စင်သေးကအကောင်ကပြက်လာဖောင်ပြက်ပြီပေါ့အဲ့ကြတော့မှသူပြန်တဲ့အခါကျတော့ကန်းလက်ရှာမတွေ့တော့ကန်းတဲ့ကဝေးချင်တိုင်းဝေးသွားတဲ့အခါကျတော့ကမ်းမမြင်လမ်းမမြင်ဟိုပြန်ဒီပြန်နဲ့ပင်လယ်ထဲပဲကြာပြီးသေသွားတယ်တဲ့အဲ့ဒီဥပမာတိုင်းပဲတဲ့ဒီကာမဂုဏ်အာယုံကြောတွေထဲမှာမဲ့မောနေမယ်ဆိုရင်ဒီနေ့မှာကြီးမိုက်ကြီးတယ်ဒုက္ခရောက်လိမ့်မယ်လို့ဟောသွားတာအဲ့ဒါပြစ္ဆေခါဘောတော်ဟောတဲ့တရား